လူတွေရဲ့စိတ်ထဲမှာထင်မှတ်နေရင်တော့မှန်ကန်မှုမရှိဘူးပေါ့လောကမှာမြတ်စွာဘုရားဟာဘလောက်အလုံးလုံးရတယ်ဆိုတာကိုသိစေခြင်းလို့ဘုန်းကြီးတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်ဆိုတာကိုဒီကနေ့ကစပြီးပိုင်း1ပိုင်း2ဆိုတာလို့မြတ်စွာဘုရားတက်တော်80ပြည့်လို့ပြိဋိဘံစံဃန်းထိအောင်အချင်းချုပ်အနှစ်ထုတ်ပြီးတော့ဘုရားရင်ကိုထိုထုသုတ်တန်တွေကနေထုတ်နှုတ်ပြီးတော့ဟောကြားဖို့ရည်မှန်းထားတာပါဖြစ်ပါတယ်မြတ်စွာဘုရားဟာဣစရိယမနုဿအံ့ဩပဲကောင်းတဲ့လူသားတစ်ယောက်ဆိုတာမှန်တယ်သို့တော့လူသားတစ်ယောက်ဆိုတာလူသားရဲ့အခက်ခဲတွေဘလောက်ကြုံတွေ့ခဲ့တယ်ထိုအခက်ခဲတွေကိုကြိုးပမ်းအထောက်မှုအမျှော်အမြင်ရှိမှုတွေနဲ့ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာတွေကိုသိရှိဖို့လိုအပ်တယ်ပေါ့အနုဆိုလို့ရှိရင်အုံဖွမနမန်းပြီးရာခသိမ့်ပြီးသွားတယ်လို့တချို့ကထင်နေကောင်းထင်နေလိမ့်မယ်ကဘာမှာအလုံးလုံးဆုံးပုဂ္ဂိုလ်ကိုဖော်ပြပါဆိုလို့ရှိရင်မြတ်ဗုဒ္ဓပဲဖြစ်ပါတယ်ဒါလောက်ကြီးမားတဲ့စွမ်းအားတွေရှိနေတဲ့ပုဂ္ဂိုလ်တူပါဘလောက်အလုံးလုံးခဲ့ရတယ်ဆိုတာတွေကိုအားကြအတူယူကြီးညိုပြီးတော့ဘုန်းကြီးတို့